အားလုံးပဲမင်္ဂလာပါစွမ်းအား electronic ရဲ့40 year 40 days mini CD ကနေပြီးတော့ပြန်လဲကြိုဆိုပါရစေဟုတ်ကဲ့ပထမဆုံးမေးခွန်းအနေနဲ့ဒီအဝင်မီးအား140 150လောက်ပဲရှိပြီအဝီစီတွင် P150 ရေးတင်ရန် compressor နဲ့ motor 1.5 HP သုံးဖို့ 6kV မီးအားမြင့်စက်နဲ့ဆိုရပါသလားဆိုရဲမေးထားတဲ့မေးခွန်းလေးဖြေပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ 6kV နဲ့ရနိုင်ပါတယ်တခုရှိတာကကျွန်တော်ဒီအဝင်မီးအား140 150လောက်ပေါ့နော်အဲ့လောက်မှာဆိုရင်ဒီ compressor ဒီမောင်းတဲ့အချိန်ပေါ့မောင်းလိုက်တဲ့အချိန်မှာတခုရှိတာကျွန်တော်တို့ဒီအဝင်မီးအား140ကနေပြီးတော့မှ100အောက်တော့ထိုးဆင်းပြီးတော့ကျသွားလို့မရဘူးပေါ့နော်တချို့နေရာတွေမှာကျတော့ဒီ line မတောင်းတဲ့ဟာအ line မတောင်းဆိုတာကျွန်တော်ဒီ transformer အိုးနဲ့အရန်ဝေးတယ်ပြီးတော့ကျွန်တော်ဒီဓာတ်တိုင် main ကျိုးနဲ့အရန်ဝေးတဲ့နေရာမျိုးတွေပေါ့နော်အဲ့လိုအချိန်မှာဆိုလို့ရင်ဒီ compressor မောင်းလိုက်တဲ့အချိန်မှာအဝင်မီးအားကအရန်ထိုးကျသွားခဲ့တယ်ဆိုရင်တော့အဲ့ဒါဆိုရင်တော့အဆင်မပြေဘူးပေါ့နော်အဲ့ဒါကြတော့ကျွန်တော်တို့ဒီ 6kV သို့မဟုတ် 3kV 10kV 15kV ပေါ့နော်မြည်သည့် kV မျိုးမဆိုအဲ့ဒါမျိုးကကြတော့အဆင်မပြေပါဘူးဒီ 6kV နဲ့ပုံမှန်140 150လောက်မှာဒီ compressor ရုံးလိုက်လို့အဝင်မီးအားက110လောက်ကျသွားပြီးတော့မှcompressor လဲသွားပြီဆိုတော့မှာပေါ့နော်ပြန်ပြီးတော့မှသူကအဝင်မီးအားနည်းနည်း130လောက်ပြီပေါ့နော်ပြန်တင်ခံပြီးတော့မှ run နေခဲ့တယ်ဆိုရင်တော့ဒါအဆင်ပြေတယ်ပေါ့နော်ဒီခုရှိတာနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ6kV လက်ရှိသုံးမယ်ဆိုရင်လည်းရတယ်ကျွန်တော်စွမ်းအား electronic အနေနဲ့ဆိုရင်တော့ဒီတကောင်ခွဲဆိုရင်လည်း 3kV နဲ့လည်းမောင်းလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ 3kV မှာဆိုရင်လည်းဒီတကောင်ခွဲမော်တာသုံးဖို့အတွက်ဆိုလို့ရင်ကျွန်တော်တို့ရဲ့စွမ်းအား electronic ရဲ့ 3kV က 3kV အပြည့်ပေါ့နော်ပတ်ထားတဲ့အတွက်သုံးလို့ရတယ်သို့တော့ခုနလို 6kV နောက်တစ်ချိန်ပေါ့ကိုကဒီဟာလေးပဲဒီ compressor လေးပဲသုံးမယ်ဆိုလို့ရင်တော့ 6kV နဲ့ဆိုရင်လည်းကောင်းကောင်းရပါတယ်6kV မှာနောက်ထပ်တခြားဘာသုံးလို့ရအောင်လဲဆိုလို့ရင်တကယ်လို့ compressor မမောင်းတဲ့အချိန်ပေါ့ဝင်မီးအား150 160ရှိခဲ့မယ်ဆိုလို့ရင်ပေါ့နော်အဲ့ဒါဆိုရင်လေဒီ aircon ပေါ့နော် aircon နှလုံးထီလေသုံးလို့ရပါတယ်ပေါ့နော်နောက်တစ်ခုရှိတာပါလဲဆိုတော့ကျွန်တော်တို့ဒီရေရှည်သုံးမဲ့ plan ပေါ့နော်ရေရှည်သုံးမဲ့ဆိုလို့ရင်ကျွန်တော်တို့ကဒီ 6kV နဲ့ဆိုရင်လက်ရှိအဆင်ပြေသွားရင်တော့ပေါ့နောက်ထပ်compressor ဝေစင်းပေးပို့ပြီးတော့ဒူးမာတို့သို့မဟုတ်ကျွန်တော် aircon တွေများများသုံးညင်ခဲ့မယ်ဆိုရင်တော့kV တခါတည်းပေါ့နော်နည်းနည်းလေးကျွန်တော် 10kV လောက်ဖြစ်ပေါ့ပို့ပြီးတော့လည်းအဝဲထားပြီးသုံးလို့လည်းရပါတယ်ဒါမှမဟုတ်အခုလက်ရှိအခြေအနေနဲ့နောက်ထပ်ကိုယ့်ရဲ့အတိုင်းအတာအနေနဲ့ပေါ့နော်ဒီ 6kV လောက်နဲ့ပဲအဆင်ပြေတယ်ဆိုလို့ရင် 6kV လောက်နဲ့ဆိုရင်လည်းကောင်းကောင်းသုံးလို့ရပါတယ်လူကြီးမင်းတို့အသုံးပြုလို့တော့ဒီမီးအားမြင့်စက်များကိုအဝဲမမားဖို့အတွက်kV အဝဲမမားဖို့ပြီးရင်အသုံးပြုမဲ့ဆက်အဝဲမမားဖို့အတွက်ဆိုလို့ရင်လူကြီးမင်းတို့အိမ်မှာအသုံးပြုမဲ့ဒီပစ္စည်းတွေပေါ့နော်ပစ္စည်းတွေရဲ့ပြီးရင်သုံးကျင်တဲ့ kV တွေကိုတိတိကျကျလေးဖြစ်အောင်လို့ကျွန်တော်တို့ဒီ စွမ်းအား electronic ကုမ္ပဏီကိုဖုန်းဆက်ပြီးတော့၎င်းကိုယ်တိုင်ကိုကြကျွန်တော် showroom မှာလာပြီးတော့မှမေးမြန်းစုံစမ်းပြီးတော့မှဆွေးနွေးတိုင်ပင်ပြီးတော့လေလာရောက်ဖို့အတွက်လည်းဖိတ်ခေါ်ပါတယ်40 year 40 day ရဲ့အစီအစဉ်လေးရာနောက်ရက်တွေလည်းရှိအောင်မှာဖြစ်တဲ့အတွက်တည်လို့ရများရှိခဲ့တယ်ဆိုလို့ရင်ကွန်မန့်မှာရေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်